မိမပြောအာဆင်နယ်ဂျာစီဝတ်မလားလို့လည်းဒီနေ့ကြတော့မှဂျာစီကရေးမကြည့်ရရောအချင်းဘက်ထဲကရေးကြည့်တယ်သဘောပေါက်တယ်မလားအာဆင်နယ်ဖန်တွေသဘောပေါက်တယ်မလားဟယ်လို22နှစ်ကြာမခဲ့ရတဲ့အိမ်မက် Dreams come true ဒီနေ့တော့ဖြစ်လာခဲ့ပြီ2025-2026ခုနှစ်အတွက် Premier League မှာချန်ပီယံဖြစ်သွားတဲ့အာဆင်နယ်အသင်းကိုဂုဏ်ပြုတဲ့အနေနဲ့ကျွန်တော်ငွေလာမင်းဆက်ပွဲရုံကနေမနေ့က21ရက်နေ့ကနေစပြီးတော့နေ့1နေ့2နေ့3 24ရက်နေ့အထိ4ရက်တာအတွင်းမှာ24ပြီးစံအိတ်ကြီးတွေဝယ်တဲ့သူတိုင်းကိုစံရဲ့အိတ်ရဲ့မူရင်းစည်းကနေပြီးတော့မှတအိတ်ကို2200လျှော့ပြီးတော့မှဖြစ်ပါတယ်အဲ့တော့စံတိတ်ဝယ်တိုင်းမှာ cashback 2200ရရှိဖို့အတွက်အခုပဲငွေလာမင်းကနေပြီးစံမာလိုက်ပါတော့လားလာမယ့်လာကုန်မေလ30ရက်နေ့မှာလည်း Champions League Final ရှိပါတယ် PSG နဲ့ Arsenal အသင်းကန်တဲ့ဝဲမှာတကယ်လို့များ Arsenal အသင်းက Champions League ကိုထပ်ပြီးစုခူးသွားခဲ့တယ်ဆိုရင်တော့ဒီထက်ပိုပြီးကောင်းတဲ့အစီအစဉ်နဲ့ထပ်ပြီးငွေလာမင်းကအကြေညာပေးတော့ပါဦးမယ်ဟယ်လိုငွေလာမင်းရပါကျွန်တော်ကိုနိုင်ထုံးပါ